ဆိုတော့ပထမဦးဆုံးကကျွန်တော်မေးချင်တာကဒီ Facebook တွေမှာလည်းတက်လာတယ်ပေါ့နော်ဒီချင်းညီနောင်ကခေါင်းဆောင်တွေနဲ့ပြီးရင်ကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့ဒီမဟာမိတ်နော်ကျွန်တော်တို့ဒီအာရခတပ်တော်ရဲ့ကျွန်တော်တို့ခေါင်းဆောင်ကြီးနဲ့တွေ့ဆုံပွဲတွေဟိုတူရိုက်ထားတာပေါ့နော်ပုံတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ကိုရောပုံလဲဒီထဲမှာပါတယ်ဆိုတော့အဲ့ဒီကကျွန်တော်တို့အတွေ့အကြုံလေးနဲ့ပြီးတော့အာကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်ကျွန်တော်တို့ဒီအခုချင်းနိုင်ငံရေးကျွန်တော်မြန်မာပြည်တော်လှန်ရေးမှာကျွန်တော်တို့ဒီဆက်ဆံရေးကဘယ်လောက်အရေးပါတယ်လဲဆိုတဲ့ဟာနဲ့ပြီးရင်ကျွန်တော်အနာဂတ်မှာပြည်သူတွေကိုချပြလို့ရတာပြောလို့ရတာလေးတွေရှိရင်အဲ့ဒါလေးကိုပြောပြဖို့ကျွန်တော်ဖိတ်ခေါ်လိုပါတယ်အချိန်ကိုအဆင်ပြေသလိုသုံးလို့ရပါတယ်လို့နော်ကိုရောအဆင်ပြေသလိုကျေးဇူးပါဟုတ်ကဲ့ပါအဲအဲ့ဒီပုံတက်လာတော့မီဒီယာတော်တော်များများမေးလာကြတယ်အဲ့ဒီဒီစင်းနဲ့ပတ်သက်ပြီးမှ Chin Liberation Fund ပေါ့နော်အဲ့မှာအရင်ဆုံးဆွေးနွေးခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော်ကျွန်တော်ဘယ်မှာမှတော့တမဖြစ်ရသေးဘူးအဲအဲဒါပေမဲ့တန်ညီကိုဒီချင်းပဲရှိတယ်ပြည်သူတွေလည်းစိတ်ဝင်စားတဲ့အဲ့လိုမျိုးပေါ့ရှိတဲ့အတွက်ကြောင့်လည်းနည်းနည်းတော့ဖြေပေးလို့ရတယ်လို့ပေါ့နော်ဖြေပေးပါမယ်ကျွန်တော်တို့ဒါကတော့ဒါအဖွဲ့အစည်းတွင်းမလို့ပါဖွဲ့စည်းတွင်းနေသိကြပါတယ်ကျွန်တော်တို့ဒီရခိုင်ပေါ့နော်ရခိုင်မြို့သားအဖွဲ့ချုပ်နဲ့ဒီချင်းချင်းအောင်တွေတွေ့ဆုံကြတယ်ဆိုတာတော့အကုန်လုံးသိကြပါတယ်အပြင်ပေါက်တဲ့တဲ့မဖြန့်ဖြစ်နေပေါ့နော်ဆိုတော့ကျွန်တော်တို့တွေ့ဆုံကြတယ်ကြားပါပြီပြီးခဲ့တဲ့လပါပြီးခဲ့တဲ့လပဲကျွန်တော်တို့တွေ့ကြတယ်ဆုံကြတယ်ဆွေးနွေးကြတယ်ပြီးရင်အဲ့လိုမျိုးပေါ့ဒီကတော့ဒေါ်လာရေးနဲ့ပတ်သက်လို့ပါဒေါ်လာရေးနဲ့ပတ်သက်လို့အဲစစ်ရေးမှာဘယ်လိုရှိမလဲဘယ်လိုပူပေါင်းကြမလဲဘယ်လိုမျိုးပြန်လှန်ကူညီကြမလဲပေါ့ဒီကတော့ကျွန်တော်တို့ဒီစစ်ကောင်စီရဲ့တံပြန်ထိုးစစ်လာနိုင်တာကိုနည်းနည်းအဲ့လိုမျိုးခံမှန်းကြတာပေါ့အဲ့ဒီပြင်ဆင်ထားကြတာပေါ့နော်အဲ့တော့ပူပေါင်းကြတာပေါ့အဲ့လိုမျိုးပါပြီးတော့မှလည်းပဲဒီချင်းနဲ့ရခိုင်နဲ့ကဒီနိုင်ငံရေးပဲပြောမလားပြီးခဲ့တဲ့ဒီစစ်အစိုးရစစ်စစ်လက်ချက်မှာကဝေးကွာနေအောင်လုပ်တာပေါ့ဥပမာချင်းပြည်နယ်မှာစားရတဲ့ဆန်တွေတော်တော်များများဆိုရင်ပသိမ်ဆန်မြောင်းမြဆန်တွေစားရတာဟုတ်ကျွန်တော်တို့ကတကယ်တမ်းကြည့်မယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်သွားကြတော့မှာပဲရခိုင်တွေကနီးနီးလေးတော်တော်လေးနီးတယ်ဟိုအေယာဝရီယာနဲ့ဟိုမကွေးတိုင်းပဲခူးတိုင်းရန်ကုန်လိုရန်ကုန်တိုင်းတချို့တွေပါဖြတ်ပြီးမှလာမယ်စားပေါ့နော်ရခိုင်နဲ့တက်လာတဲ့ဟာဆိုရင်ကျွန်တော်တို့တက်ရိုက်စားသုံးလို့ရတယ်ပဲကျွန်တော်တို့ကဒီတစ်ခါတော့သူတို့နေရာတော်တော်များများရောက်ဖြစ်တယ်ပေါ့မြို့ကြီးတွေတော်တော်များများသွားဖြစ်တော့သူတို့ရဲ့ဟိုလွတ်လွတ်လပ်လပ်ပေါ့နော်အရင်တော့ကလည်းကျွန်တော်တို့တခါတော့ရောက်ဖူးပါတယ်အဲတုန်းကလည်းဟိုအဲတုန်းက2022 2023အစောပိုင်းဆိုတော့2023စောပိုင်းဆိုတော့ဘာမှဘယ်လိုပြောမလဲလွတ်လွတ်လပ်လပ်မရှိသေးဘူးပေါ့နော်လွတ်လွတ်လပ်လပ်တောက်လပ်လို့မရသေးဘူးဒီတစ်ခေါက်ကြမှာမြို့ကြီးတော်တော်များများလွတ်လွတ်လပ်လပ်တွာလာလို့ရတယ်ကျွန်တော်တို့မြို့ဒီလေး3-4မြို့လောက်ရောက်ဖြစ်တယ်ပေါ့လေအဲ့ဒီမှာလည်းပဲတွေ့ရတော့မှကျွန်တော်တို့ကဒီစီရေးမဟာမိတ်အပြင်နောက်ကျရင်နိုင်ငံရေးမဟာမိတ်စီးပွားရေးမဟာမိတ်အထိပေါ့နော်အဲ့လိုမျိုးဒီဘူပေါင်းချိတ်ဆက်ဖို့ကျွန်တော်တို့လူမျိုးချင်းအပြန်အလှန်ဟိုကိုညီဖိမှကြဖို့ပေါ့နော်သူတို့ဒီULAA ပေါ့နော်သူတို့ရဲ့သဘောထားတော့ရှင်းပါတယ်ကျွန်တော်တို့အစဉ်ပြေတိုးတက်ကြီးပွားလာတဲ့ခါကျရင်အဲ့ဒီကျွန်တော်တို့ရဲ့ကြီးပွားတိုးတက်မှုကိုရှင်းနေလေခံစားအောင်ပေါ့နော်ရှင်းနေလေပါဝင်လာအောင်အဲ့လိုမျိုးကျွန်တော်တို့ချင်းနီတိုးတက်ကြီးပွားအစဉ်ပြေလာတယ်ဆိုရင်ရခိုင်နေလည်းပဲဟို impact ပေါ့နော်တက်ရောက်မှုဖြစ်တယ်ခံစားရတယ်ဟိုပြန်ပွားတယ်ပေါ့နော်အဲ့လိုမျိုးကူးစက်မှုဖြစ်အောင်ပေါ့လေအဲ့ဒီကြီးပွားချမ်းသာခြင်းဒီတည်ငြိမ်ခြင်းတွေအကုန်လုံးအပြန်အလှန်ဟိုကုညီအပြန်အလှန်ကိုအကျိုးစီးပွားရှိအောင်ပေါ့အဲ့လိုမျိုးဒီစဉ်းစားကြတယ်ကျွန်တော်တို့တွေးဆုံဖြစ်ကြတာတော့တော်တော်ကြားတယ်တော်တော်ကြားတယ်ဆိုတာကဒီစတွေးဆုံဆွေးနွေးကြပြီးမှပြီးသွားတာမဟုတ်ပဲねစတွေးဆုံဆွေးနွေးကြတယ်သမင်းဝိုင်းအတူတူစားကြတယ်သမင်းဝိုင်းစားနေတော့မှလည်းပဲစကားတွေများပြောဖြစ်တယ်သမင်းဝိုင်းပြီးသွားတာလည်းပဲပြန်တွေးကြတယ်ပြီးတော့မှ
တဏီကုံပေါ့နော်မနေ့နေ့လည်ညနေအများကြီးစကားတွေပြောဖြစ်တယ်ဆွေးနွေးဖြစ်ကြတယ်ပြီးတော့ထိုက်လိုက်လေးလေးပဲဟိုဥပမာကျွန်တော်တို့ရဲ့စိတ်ခံစားချက်မှာဆိုရင်ကျွန်တော်တို့တစ်ဖွဲ့အကုန်လုံးကျွန်တော်တို့ဖွဲ့သားတဲ့အကုန်လုံးဒီ state visit တစ်ခုလို့ပေါ့နော်အများကြီးသူတို့အလေးထားတယ်ကြိုဆိုတယ်သူတို့စိတ်ဝင်စားတယ်သူတို့ကူညီနိုင်တဲ့အပိုင်းကျွန်တော်တို့ပူးပေါင်းလုပ်ဆောင်နိုင်တဲ့အပိုင်းတွေပေါ့နော်မြင်မြန်ကြတယ်ပြီးတော့မှတော်တော်လေးပေါ့နော်အဲ့ဘက်ဒီပွန်းနေတော်တော်လေးစိတ်ထဲကနေသူတို့စိုက်လိုက်လဲလဲပေါ့နော်လို့ပြီးတော့မှကျွန်တော်တို့အနေနဲ့လဲတွားတဲ့အချိန်မှာသင်ခန်းစာယူစရာတွေပေါ့လေဒီကာလကျွန်တော်တို့အကုန်လုံးကမှာညီနောင်နေဆိုလဲညီနောင်တော့ကိုမြို့နယ်တို့မှာကိုလှုပ်ရှားရှိတော့အလုံးနဲ့လုံးလေချလေလိုက်ပြီးမှအတွေ့အမြင်တည်တည်မရဘူးလေနော်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ live ခရီးစင်မာတော့ကလည်းပဲကိုဖြတ်တန်းခဲ့တဲ့နယ်မြေတစ်လျှောက်ပေါ့နော်မကွေးတိုင်းစကိုင်းတိုင်းတရားမြို့နယ်တွေမှာဖြတ်တန်းနေလဲသင်ခန်းစာယူစရာတွေလိလာအားကြစရာအတူယူစရာတွေရှိတယ်ဒီ KIA ဖက်ရောက်သွားတော့လည်းပဲလိလာအတူယူစရာသင်ခန်းစာတွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ကိုဒေတာကိုရဲ့ဒေါ်လာရေးချင်းထုတ်နေမြပြင်ရောက်လာတော့ငါတို့ဘလို့လုပ်ရမယ်ဘာလို့လုပ်ရမယ်ပေါ့နော်အခုခကြီးစင်မှာလည်းအဲ့လိုပဲသင်ခန်းစာယူစရာတွေအများကြီးရတယ်လိလာတင်ယူစရာတွေအများကြီးရတယ်ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လဲဘယ်လိုပြောမလဲဒေါ်လာရေးရှေ့ဆက်တဲ့ခါမှာပေါ့နော်ပြီးတော့မှကျွန်တော်တို့အတွက်အလုံးဝအကျိုးရှိဆုံးကသူတို့ရဲ့ဒီကULA ပါတီကောင်းဆောင်ပိုင်းတွေပေါ့နော်ကောင်းဆောင်ကြီးကဲတွေနဲ့ကျွန်တော်တို့စုံစုံလင်းလင်းပဲအကြီးကဲတွေစုံစုံလင်းလင်းပဲသူတို့AA ပိုင်းကော ULA ပိုင်းကောအကုန်လုံးကိုတော်တော်များများကိုသူတို့ပြီးခဲ့တဲ့50နှစ်အတွင်းမှာအလောက်တောင်စုံစုံလင်းလင်းမရှိဘူးတဲ့စုံလင်မှုမျိုးနဲ့ပေါ့နော်ကျွန်တော်တို့တွေ့ဆုံကြတယ်အဲ့ဒီမှာကျွန်တော်တို့အဓိကနောက်တင်ယူရတာတစ်ခုကဒေါ်လာရေးကိုသူတို့ဘလို့အဆင့်ဆင့်ကြော်ဖြတ်လာတယ်ဘလို့ဒီဆောက်လာတယ်ဘလို့ခက်ခဲတွေဖြစ်လာတယ်ဆိုတာကိုသူတို့ဆွေးနွေးခြင်းအဖြစ်ကိုယ့်ကိုရှင်ထိုးလို့ရတယ်ကျွန်တော်တို့ပြည်သူဒီကိုဘလောက်စီယုံဆွေးနွေးချပြအောင်မယ်ဆွဲခေါ်အောင်မယ်ပြီးတော့မှပြည်သူယုံကြည်မှုကြောင့်ဘလို့ပြန်တည်ဆောက်အောင်မယ်တစ်ဆက်တည်းမှာလည်းအဖွဲ့အစည်းကိုဘလို့ဆက်တည်ဆောက်ရမယ်ပြီးတော့မှတက်ကိုဘလို့ဆက်တည်ဆောက်ရမယ်ဘယ်လိုချိတ်ဆက်ရမယ်ဆိုတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါနဲ့မြင်လိုက်တဲ့အခါကျတော့ကျွန်တော်တို့မှာကအမျိုးသားညီမှန်းချက်ဒီနိုင်ငံညီမှန်းချက်တော်ရှိပါတယ်ဒါပေမဲ့ဒီအမျိုးသားညီမှန်းချက်နိုင်ငံချက်ဥပမာအရှင်းဆုံးပြောရင် self determination ပဲလေနော်ဒါ federal ပေါ့ self determination ပေါ့ဒါပေမဲ့ဒါကို strategy မဟာဗျူဟာကြဒီ organizational platform ကနေပေါ့နော်ဒါ NGO platform လည်းမဟုတ်ဘူး social platform လည်းမဟုတ်ဘူးကျွန်တော်တို့က case စစ်မှာတော်လှန်ရေးလုပ်တဲ့အခါမှာတပုံလုပ်တယ်တော်လှန်ရေးလုပ်တယ်ဒါပေမဲ့တော်လှန်ရေးသမားကအုပ်ချုပ်သူအစိုးရဆိုတဲ့အာဏာပိုင်ဆိုတဲ့ mindset ကိုမထည့်နိုင်ဘူးတော်လှန်ရေးဆက်လုပ်မယ်တော်လှန်ရေးသမားပဲငါတော်လှန်ရေးသမားဆိုတဲ့အားလည်းပဲပြီးသွားတာပေါ့ပြီးတော့မှဒီလူမျိုးရေးပေါ့မျိုးနွယ်စုနဲ့ပဲပြီးသွားတာပေါ့နော်ဆိုတော့နည်းနည်းဒီauthority ပေါ့နော်ဒီ data ကိုစိုးမိုးအုပ်ချုပ်ပြီးမှတိုးတက်အောင်ကြီးပွားအောင်စီးပွားဖွံ့ဖြိုးအောင်လုပ်မယ်ဆိုတော့ဒီဒေါ်လာကြီးသမားကိုကြော်လွန်တဲ့ဒီ government ဘွဲ့နဲ့မှာ authority type ပေါ့နော်ဒီစာဝတ်နေရေးလမ်းပန်းဆက်သွယ်ရေးပညာရေးကြမှာရတာငါတာဝန်ယူရမယ်ဒါဒေါ်လာကြီးဒေါ်လာတက်ခိုက်ရေးတစ်ခုတည်းကိုပဲကောင်းထစ်ထထားဖို့တင်မယ်ပေါ့နော်။ကျန်တဲ့ဟာတွေပါဒီ social aspect တွေပါအကုန်လုံးကိုဒီတာဝန်ယူရမယ်တာဝန်ခံရမယ်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်ဆိုတဲ့ mindset တွေပေါ့နော်။အဲ့ဒါတွေကအစထည့်နိုင်ဖို့ပေါ့နော်။ကျွန်တော်တို့ဒီကျန်တဲ့တိုင်းသားတော်လှန်ရေးတွေမှာတွေ့ကြုံခဲ့ရတဲ့ဟာတွေကိုသင်ခန်းစာယူစရာဆွေးနွေးစရာတွေပေါ့အများကြီးရှိခဲ့တယ်။ဆိုတော့ဒီအဲ့လိုမျိုးပေါ့တို့ချင်တာကဒီစစ်ရေးတဲ့မဟုတ်ပဲနဲ့နိုင်ငံရေးမှာကျွန်တော်တို့ရဲ့ self determination ဖြစ်ချင်တဲ့ဟာကိုသူတို့အားပေးတယ်လေးစားတယ်တိမှတ်ပြုတယ်သူတို့လည်းတက်နေတဲ့ဘက်ကနေကူညီဖို့ပေါ့နော်ကူညီပါတယ်ကူညီဖို့ဆိုတာတဲ့တခုကျွန်တော်တို့လေ့လာသင်ယူရတာလည်းပဲစကားများများမပြောဖို့ပေါ့နော်အလုံးများများလုပ်ဖို့ပြီးတော့မှဒီအခု Chin Liberation Fund ဘယ်လိုပြောမလဲမဟာမိတ်ဒီရဲဘော်တွေပေါ့ရဲဘော်ရဲဘက်တွေပေါ့နော်လုပ်နေတယ်လို့ပေါ့ consistent ဖြစ်ဖို့ပေါ့နော်ဒီကာလမှာကဒေါ်လာရဲ့အခက်အခဲလည်းအဲ့လိုပဲနှစ်ပေါင်း30 40စာလို့တဲ့အခါကျတော့ပြည်သူလူထုတော်လကောင်းဒုက္ခရောက်တဲ့သူတော်လကောင်းက
နှစ်ပေါင်း30-40စာလောက်ထောက်ပံ့ဖို့အခက်အခဲရှိတယ်လေအဲ့လောက်ကို idea အရာကိုကောင်းထဲထည့်ဖို့ခက်ခဲတဲ့ပိုင်းရှိတာပေါ့အဲ့ဒီမှာ step by step ဘယ်လိုရုန်းကန်ရတယ်ဘယ်လိုတည်ဆောက်ရတယ်ဘယ်လိုမျိုးစုစည်းရတယ်ပေါ့နော်ပြီးတော့မှနောက်တစ်ခုလေးစားကြကောင်းတာကကျွန်တော်တို့တွေ့ကြတဲ့အထက်မှာသူတို့တက်ပိုင်းဆိုင်ရာရှိတယ်ပါတီပိုင်းဆိုင်ရာရှိတယ်ပေါ့နော်ပါတီပိုင်းဆိုင်ရာနည်းနည်းနောက်ကျတယ်ပြောမလားတက်ပိုင်းဆိုင်ရာတွေကပင်ပန်းကြိုးစားစားနဲ့တက်သွေးချူပေါင်းများစွာနဲ့တိဆောက်လာခဲ့ပြီပေါ့နော်အဲ့ဒီအချိန်မှာပါတီပိုင်းဆိုင်ရာမှာတတ်သိပညာရှင်တွေပါလာတယ်ဆိုတော့သူတို့အနေနဲ့တတ်သိပညာရှင်တွေပါလာတာကိုလုံးဝလေးစားကြိုးဆိုအဲ့ခါနဲ့ပြင်လုံးဝအယူအသေးပေးတယ်ဒါငါတို့ကတလောက်ပင်ပန်းလာတာငါတို့တိဆောက်လာတာငါတို့တွေကပဲတော်တော်လှုပ်လာတာမင်းတို့ကနောက်မှလာတာဆိုတော့မျိုးမဟုတ်ပဲနေပေါ့နော်သူတို့ရဲ့ rank နေရာအစ respect ပေးပုံကအစခွန်ပြုချက်တောင်းခံနေရအစပေါ့နော်ပညာရှင်တွေပညာတတ်တဲ့လူဒီလူတွေကိုငါတို့လုံးဝငါတို့ရဲ့နောက်ပိုင်းကျလွတ်မြောက်လာဒီလူတွေကပဲတဖြည်းဖြည်းဥဆောင်မှာပညာနဲ့ဥဆောင်မှာစစ်သားလွတ်မြောက်အောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်အတတ်ပညာရှင်ဘိုင်းကဖွံ့ဖြိုးတိုးတက်ကြီးပွားအောင်လုပ်တဲ့ဘိုင်းကိုတာဝန်ယူရမယ်ဆိုပြီးမှသူတို့လုံးဝဘယ်လိုပြောမလဲအော်စရာကောင်းလောက်ပေါ့နော်ကျွန်တော်တို့တော့မှအနေရခဲ့အောင်လုံးဝကိုသူတို့နှိမ့်ချပြီးမှ respect အပြည့်ထားတယ်နာခံမှုအပြည့်ဝရှိတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဘက်မှာကျတော့ကျွန်တော်တို့နိုင်ငံကောင်ဆက်ပဲပြောမလားပိုချုပ်မှုကြီးတွေကလောကကြီးမှာဘယ်သူမှပြောမလဲဖျားသိခင်တောင်မှစောက်ကြည့်စိတ်တဲ့လူတွေမဟုတ်ဘူးလေဖြစ်ချင်ရဖြစ်လုံးဝဒီလိုမျိုးစစ်ဘက်ဆိုင်ရာကောင်းဆောင်ကြီးတွေအစလုံးဝနှိမ့်ချနဲ့protocol လိုက်နာတယ်professional ပြည်သားတယ်ပဲပြောပါတော့ပေါ့နော်ခံယူချက်ပေါ်တသွေးမတိန်လိုက်နာတဲ့အပိုင်းတွေပေါ့လေအများကြီးလေးစားကြကောင်းတဲ့အပိုင်းတွေပေါ့ကျန်တဲ့ဟာတွေလည်းအများကြီးဆွေးနွေးဖြစ်ကြပါစေစောပြောသလိုပေါ့ဒါက meeting လေးနဲ့ပြီးတော့တာမဟုတ်ဘူးmeeting တွေ့ကြတယ်အများကြီးပြန်လှန်စကားပြောပြီးမှနေ့လည်စာလုံးဝခင်းကျွေးမွေးစားတော့ကြတယ်စားတော့နေလည်းအများကြီးစကားပြောဖြစ်ကြတယ်ပြီးတော့မှလည်းကျွန်တော်တို့စကားအများကြီးပြန်ပြောဖြစ်ကြတယ်ပေါ့ဆွေးနွေးကြတယ်ပေါ့လေအပြန်အလှန်လက်ဆောင်တွေပေးရတာဆိုတော့တွေ့ရမှာပါတချို့နောက်ပိုင်းကျရင်လည်းပဲတချို့တော့တပ်ပုံတွေဆက်လက်ထုတ်ပြန်တာမျိုးရှိလာနိုင်ပါတယ်အဲ့ချင်းကျရင်ကျွန်တော်တို့တစ်ဖွဲ့ချင်းစီကဘယ်လိုမျိုးလက်ဆောင်တွေပေးအပ်ကြတယ်ဘယ်လိုမျိုးအချင်းချင်းတိမှပြန်လှန်လေးစားတန်ဖိုးထားကြတယ်ပေါ့နော်အဲ့လိုမျိုးတွေတွေ့ရပါလိမ့်မယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးပဲပြီးတော့ကျွန်တော်ဒီနေ့ကတော့သိတဲ့အတိုင်းပဲလက်တန်းမေးတဲ့သဘောမျိုးဆိုတော့လေဖြေနိုင်တာဖြေလို့ရတာရှိရင်လည်းဖြေပေါ့နော်ဖြေလို့ရတာမရှိရင်လည်းမဖြေနိုင်တဲ့အကြောင်းပြောပြီးတော့မှဒီတိုင်းဆက်သွားလို့ရပါတယ်ဆိုတာလေးပေါ့နော်ကျွန်တော်အဲ့ဒီမှာခုနပြောတဲ့ consistency ဆိုတဲ့စကားလုံးလေးပေါ့နော်ခေါင်းထဲမှာနည်းနည်းလေးဝင်လာလို့ဒီကျွန်တော်တို့တော်လှန်ရေးကတည်တဲ့အတိုင်းပဲနှစ်ပေါင်းများစွာကြာပြီပေါ့နော်အဓိကဆီယနာရှင်စနစ်ကနေတော်လှန်တာကဒီ2021မြို့တော်လှန်ရေးမတိုင်ခင်ကတည်းကပေါ့နော်ဆိုတော့ကျွန်တော်ညီကိုတွေအများကြီးရှိခဲ့တယ်ပြီးရင်ကျွန်တော်အခုကျွန်တော်မဟာမိတ်ဒီအာရခတက်တော်ဆိုရင်လည်းကျွန်တော်တို့စတာတိတ်မကြသေးဘူးပေါ့နော်ဆိုတော့အခုဒီလက်ရှိမှာကျွန်တော်တို့တချို့တွေကပြောကြတယ်ပေါ့နော်ဒီတိုင်းပဲပြန်သွားမှာပဲဘယ်လိုပြောမလဲလုံနေလဲမထူးပါဘူးအရင်တုန်းကတချို့တွေကအများကြီးထင်ခဲ့ကြတယ်လေတော်လိုင်းရေးကိုလုံရင်းနဲ့တစ်နှစ်လောက်နဲ့ပြီးမယ်2နှစ်လောက်တချို့တွေက2ပြည်တွေအားလုံးမှတ်မိကြအောင်ပါကျွန်တော်တို့ဒီကနားထောင်တဲ့လူတွေလည်းဆိုတော့အခုလက်ရှိမှာကျွန်တော်တို့နှစ်အတော်တန်ကြာလာပြီအဲ့ဒီအနေထားမှာကျွန်တော်တို့ပြည်သူတွေပေါ့နော်အဓိကဖြစ်ပြည်သူတွေကိုဘာကြောင့်ကျွန်တော်တို့ဒီတော်လှန်ရေးကိုဆက်လုပ်နေရတယ်လဲဆက်လုပ်နေရမှာလဲပြီးရင်ကျွန်တော်တို့အခုလက်ရှိချင်းပြည်အနေထားကျွန်တော်တို့မြန်မာပြည်အနေထားနဲ့ပေါ့နော်ဖြစ်နိုင်ပေါ့နော်တန်နိုင်တဲ့လောက်လေတစ်ဆင့်ချင်းပေါ့ကျွန်တော်တို့ဒီတော်လှန်ရေးအောင်ဖို့ဘယ်လောက်အရေးကြီးတယ်လဲဆိုတာလေးကိုဆရာရောမောင်ရဲ့ကျွန်တော်တို့အမြင်ပေါ့နော်အဲ့ဒါလေးကို share ပေးလို့အဆင်ပြေနိုင်မလားမသိဘူးဟုတ်ကဲ့ပါဒီနေရာမှာတော့စစ်ကောင်စီကိုနည်းနည်းပါရှင်းမှုရမယ်အပိုင်းတွေလည်းပါမယ်ထင်တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့ propaganda ပေါ့နော်ဝါဒဖြန့်ချီပုံရိုက်သွင်းပုံကလေတော်တော်ကြီးကိုsinister ဖြစ်တယ်ပေါ့။ဘာမှမသိမလိုက်ပဲနဲ့ရှင်းပြန်သူတို့ကဥမာ psychologist ဆိုသူတို့က conscious mind ပေါ့သိစိတ်ကို propaganda မလုပ်ပဲနဲ့ unconscious ကိုတိုက်ရိုက် propaganda လုပ်နေတဲ့အခြေအနေရှိတယ်ပေါ့လေအခုနောက်ကြမှာ
ကျွန်တော်တို့ကဒီ status code တစ်ခုကိုဖျက်လိုက်တော့မှနေတာထိုင်တာရှိတာကိုဖျက်လိုက်တော့မှကျွန်တော်တို့ကကိုလက်ခံမိသားကိုက given ပေါ့နော်ဒါလက်ခံရမယ်ဟာပဲဒါအမိခွန်းထုတ်ဆရာမလိုဘူးဆိုတဲ့ဟာတွေပါအမိခွန်းပြန်ထုတ်မိလာတာပေါ့အဲ့ဒီကနေမှသူတို့ရဲ့ဒီ propaganda အပိုင်းပေါ့ဥပမာပြောမယ်ဆိုရင်ကျွန်တော်တို့ဥမာနော်ရထားတို့ဘယင်းတောင်တို့အစကျွန်တော်တို့ရဲ့ဘယင်းလို့ကျွန်တော်တို့ထင်နေတာလေဒါကျွန်တော်တို့ရဲ့ကောင်းဆောင်လို့ကျွန်တော်တို့ထင်နေတာကျွန်တော်တို့လည်းဘာမှမဆိုင်ဘူးပြောချင်တာကကျွန်တော်တို့ဆိုရင်လည်းပဲလုံးဝဒီဘယင်းကြီးပေါ့စစ်ဘယင်းကြီးဒီလူဘယင်းကောင်းတာလည်းရှိမှာပါဆိုးတာလည်းရှိမှာပါဆွမ်းဆောင်နေတဲ့လူတွေပါဒါrespect ထားပါတယ်ထားတဲ့ပိုင်းအများကြီးရှိမှာပါဒါပေမဲ့not our leader လေကျွန်တော်တို့ဆိုင်မှမဆိုင်ပဲကျွန်တော်တို့ပေါ်တက်ရောက်မှုလည်းမရှိဘူးကျွန်တော်တို့ရဲ့ကောင်းကျိုးဆိုးကျိုးဘာမှမရှိခဲ့ဘူးလေကျွန်တော်တို့တစိမ့်ပဲဒါပေမဲ့စိတ်ထဲမှာမတိမတာလုံးဝ our leader လို့လက်ခံလာအောင်လုပ်နိုင်တဲ့အပိုင်းတွေပေါ့နော်ဒီဘက်မှာဆိုလဲကျူမှာဆိုတော့ကျွန်တော်တို့မှာဆိုရင်ရှိတယ်ဒီအထဲမှာကျွန်တော်တို့ရဲ့ mindset ထဲကိုထည့်လိုက်တာပေါ့နော်စစ်ကောင်စီကတစ်ဖက်မှာကျတော့သူကျွမ်းကျင်တဲ့အပိုင်းကစစ်ကောင်စီစစ်တပ်ဒီဗမာလူမျိုးများစုဖြစ်တယ်ဆိုတော့အုပ်ချုပ်တဲ့အခါကုတ်သွေးဆုပ်တဲ့အခါပြည်သူကိုနှိပ်စက်တဲ့အခါမောင်ပိုင်စီးတဲ့အခါကျတော့သူတို့ကဘယ်လိုပြောမလဲစစ်တပ်ကိုတုံးတယ်ဒါပေမဲ့တာဝန်ယူမှုတာဝန်ခံမှုအပိုင်းဘာညာပြဿနာတက်တဲ့ချိန်ကျတော့ဗမာလူမျိုးကြီးကိုပြန်ရှေ့တွန်းလိုက်တယ်အဲ့လိုမျိုးပေါ့နော်သူရဲ့စစ်တပ်နဲ့ဗမာလူမျိုးဆိုတဲ့ကြားထဲမှာကိုကစားတတ်တဲ့အပိုင်းတွေပေါ့ဆိုတော့တိုင်းရင်းသားတော်တော်များများတခါဆိုဝလုံးသိန်းဗမာဆိုပြီးမှမုံတတ်တဲ့အချက်တွေပေါ့နော်ဆိုတော့သူတို့ကဘယ်ချိန်မှာကောက်စားရမလဲဘယ်ချိန်ကုတ်သွေးဆော့ရမလဲဘယ်ချိန်ကြရင်လူမျိုးကြီးကိုပြန်ရှေ့တိုးရမလဲဆိုတဲ့အဆုတ်တဲ့သဘောတွေပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်တို့ရှိမှဆိုရင်ဘယ်လိုဖြစ်တယ်လဲဆိုတော့ဥပမာပေးရမှာနော်ကျွန်တော်တို့ရှိမှချင်းနေပေါ့လေဒီ2020ဝန်းကျင်ထိမတိုင်ခင်ထိပေါ့ခေတ်လွတ်လပ်ပြီးခေတ်ကနေဒီခေတ်တည်းကကျွန်တော်တို့စိတ်ထဲမှာကအကုန်လုံးဒါကျွန်တော်တို့ရဲ့ပိုးပွားပိုင်နေဖြစ်တယ်ကျွန်တော်တို့ကအင်္ဂလိပ်မတိုင်ခင်ဒီကိုယ့်နဲ့ကိုထိကိုနဲ့ဥမာသူပူပင်းအင်းတောင်ကြောင်ကုန်းပေါင်အထီအကုန်လုံးကကိုဟာနဲ့ကိုရှင်းရှင်းပြောမြန်မာလိုပြောမှဆိုကိုထိကိုနာမှာကျွန်တော်ထိနှမ်းတာမရှိရလေကိုအုပ်ချုပ်မှုနဲ့ကိုဥပဒေနဲ့ကိုလူမျိုးနဲ့ကိုတလေထုံတန်းနဲ့ကိုနေမြေကိုနေလာခဲ့တယ်လို့တွေဖြစ်တယ်ဒါပေမဲ့ဒီခေတ်မှာတော်တော်များများကြည့်လိုက်မယ်ဆိုရင်နေပေါင်း60 80ကျော် propaganda လုပ်ခဲ့တာရကျွန်တော်ဥပမာဆိုတော့ခါရကမာရကဥက္ကဋ္ဌဆိုရင်အဲ့ဒါဗမာတွေလုပ်ရမယ်လို့ဌာနဆိုင်ရာကြီးကဲဆိုရင်အဲ့ဒါဗမာတွေလို့ငါတို့ချင်းတွေကဘာလုပ်ရမလဲဆိုငါတို့ချင်းတွေကပြာတာတွေလုပ်ရမယ်စရေးတွေလုပ်ရမယ်ညဆောင်တွေလုပ်ရမယ်လက်ထောက်တွေလုပ်ရမယ်ဒါငါတို့အလုပ်ဆိုပြီးမှကျွန်တော်တို့မှာကိုရှင်းပြောရ caste system တွေပေါ့နော်ကိုယ့်နဲ့ကိုမလို့အလိုလက်ကိုတတ်မှတ်ထားတာဆိုတော့ချင်းတခုဆွေးနွေးပြီဆိုရင်ဒီကောင်ချင်းပဲဒီကောင်စကားကိုအကြီးကဲလို့တတ်မှတ်ဆရာမလို့ဘူးဗမာတဲရောက်လာမှာပဲအကြီးကဲလို့တတ်မှတ်မယ်အာနာပိုင်လို့တတ်မှတ်မယ်ဆိုတဲ့ပုံစံမျိုးတွေဝင်သွားအောင်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒါကိုကျွန်တော်တို့ကအရှိတရားအမှန်တည်းလို့လက်ခံပြီးပြီဆိုမှတော့ဒါကိုတွန်းလှန်ဖို့ကြိုးစားလို့ဒါတပုံပဲအကျန်းဖက်ပဲကောင်းကျန်းသူပဲဆိုတဲ့ဟာဘာလို့ဆိုတော့စေဆိုးရအောင်ပြောစရာမလိုဘူးကျွန်တော်တို့မြို့တာမန်ပြည်သူရဲ့စိတ်ထဲမှာကိုကဒီ status ကိုပေါ့ဒါကျွန်တော်တို့အတွက်အဆင်ပြေနေလို့ကျွန်တော်တို့အတွက်စိတ်ချမ်းသာရနေလို့တော်လှန်ပုံကန်တဲ့လူကိုကျွန်တော်တို့မကြိုက်ဘူးဆိုလည်းလက်ခံလို့ရသေးတယ်ကျွန်တော်တို့ရဲ့ပြည်နယ်ဆိုတာဒေတာဆိုတာကအမွဲတကအမွဲဆုံးအစင်းရဲဆုံးအခက်ခဲဆုံးမှနေပြီးမှဒါကိုသူတို့ကိုကျေးဇူးရှင်လို့ဒါဟာတကယ် favorable condition တခုပေါ့နော်ဒါကောင်းပြီးသားပဲကောင်းနေတာပဲဆိုတာမျိုးကိုလက်ခံအောင်သူတို့လုပ်နိုင်တဲ့အပိုင်းတွေပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ aware ဖြစ်အောင်ပြန်စဉ်းစားတယ်ပြီးတော့မှပြန်တွန်းလှန်ဖို့ဆိုတာကရှင်းပြောရင်တွန်းလှန်ဆရာမလို့ရင်တွန်းလှန်မှာမဟုတ်ပါဘူးကိုယ့်ရဲ့ data ကိုပဲဖွံ့ဖြိုးတိုးတက်အောင်အဆင်ပြေအောင်ကြီးပွားစီပင်လာအောင်ဒီနောက်သားဒီတကယ်နိုင်ငံခြားထွက်တဲ့ခါကျရင်တကယ် scholarship နဲ့ပဲထွက်ရတာမျိုး investor နဲ့ပဲဒီ business partner နေနဲ့ပဲနိုင်ငံခြားထွက်ရတာမျိုးကြောင်ကြားတွေထဲမှာပေါ့နော်နှစ်နိုင်ငံတင်ငယ်ဆိုတော့အလုပ်လုပ်ရတာမျိုးနဲ့မလို့အောင်နိုင်ငံခစ်တစ်ကျွန်းလိုမျိုးနဲ့ကျွန်းခါပေါ်နိုင်ငံခြားထွက်ရမျိုးမဖြစ်အောင်ပေါ့နော်ကျွန်တော်တို့ဒီမှာကလေးကလုံလောက်တဲ့အသိပညာအတတ်ပညာ dignity တွေနှင်ပေးထားမယ်ဆိုရင်ဒီထဲမှာကိုပဲကျွန်တော်တို့ချင်းပြည်နယ်ထဲမှာကိုပဲ business opportunity တွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ပြန်လည်မြင့်တင်ဖို့မှာကိုယ့် data ကိုအုပ်ချုပ်ဖို့ကိုယ့်ရဲ့ရင်းမြစ်တွေတဘာဝအရင်းမြစ်တွေလောလောလတ်စီမံခန့်ခွဲနိုင်ခွင့်ရှိဖို့ပေါ့နော်အဲ့ဒီမှာပြဿနာဘယ်လိုဖြစ်လာတယ်လဲဆိုတော့ဒါ
စိတ်ထဲမှာတချို့ပြည်သူတော်တော်များများပေါ့နော်တချို့မဟုတ်လဲတချို့စင်ပြည်တော်မိပြီးကြံစုပ်တဲ့ဖွဲ့ရှိတာပေါ့ချင်းနေထဲမှာလဲအဲ့လိုဆိုတော့သူတို့ကဘယ်လိုပြောမလဲဗမာမှကောင်းဆောင်ဒီစစ်တပ်မှကောင်းဆောင်စစ်တပ်မဟုတ်ရင်ကောင်းဆောင်မတတ်မှတ်ချင်ဘူးအကြီးအကဲပဲမဖြစ်ချင်ဘူးမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အမေရိကန်ပြည်တွင်းစစ်တုန်းကလို့ပေါ့တောင်ပိုင်းဘက်ကနဲ့ဝင်တိုက်တဲ့ဂျွန်တွေရှိတယ်လေလူမဲတွေပေါ့ငွေဝဲဂျွန်တွေရှိတယ်သူတို့တစ်တဲလုံးတီးခဲ့တာကဂျွန်လုံးဖို့ပဲတီးတယ်ဂျွန်မဲ့လောက်တတ်တယ်ဂျွန်စနစ်ကိုဖျက်သိမ်းလိုက်မယ်ဆိုရင်ငါတို့ကဘာလုပ်စားတော့မှာလဲဂျွန်မမလို့ငါတို့ဘာလုပ်ရမှာလဲဆိုတော့ဂျွန်စဖျက်သိမ်းမယ်ဆိုတာဟောသူတို့အပြင်းထန်ကန့်ကွက်တယ်ဘာလို့ဆိုတော့ဂျွန်အလုပ်ကလည်းမတခြားဘာမှမလုပ်တတ်ဘူးလောကကြီးမှာလုပ်เสียလို့ဂျွန်လုပ်ပဲရှိတယ်လို့သူထင်တယ်ဆိုတော့ဂျွန်စနစ်ကိုဖျက်သိမ်းမယ်ဆိုတာကိုသူတို့လက်မခံနိုင်ဘူးပေါ့နော်ဒီဘက်မှာလည်းအဲ့လိုပဲအကုန်လုံးကိုရင်းနေတောတောင်တဘာဝကိုလွတ်လွတ်လပ်လပ်စီမံခန့်ခွဲပြီးမှပုံမမြင်မတဲ့ဘဝတခုအတူတူရုန်းကန်ကြမယ်အတူတူမြင့်တင်ကြမယ်ဆိုတာမျိုးဖြစ်တဲ့ခါကျရင်အဲ့ဒါတွေကစစ်သားတွေပေါ့နော်စစ်ကောင်စီပေါ့နော်ဒီစစ်တပ်ကဗမာတွေလောက်ရမယ်အလုပ်ငါတို့တွေလောက်ရမှာမဟုတ်ဘူးသူတို့တွေလောက်ရမှာငါတို့တခုလို့ချင်းသူတို့သွားတောင်းရမှာသူတို့ရှောက်ရမှာသူတို့အတနာခံရမှာဆိုဒီ slave mindset ဒီပေါ့ victim mindset ဒီကိုကျွန်တော်တို့လုံးဝနှူးနှက်နေပါတော့ marinate ဖြစ်အောင်ပေါ့နော်လုံးဝနှူးတာနှက်ထားပြီးမှဒီကြားထဲမှာပေါ့နော်သူတို့ဘယ်လိုပြောမလဲတခင်အားရကျွန်းပါဝတွေကိုတိုင်းရင်းသားတွေထဲမှာလည်းမွေးထားတာပေါ့ရှင်းနေထဲမှာလည်းမွေးထားတာပေါ့ဒါကဌာနဆိုင်ရာအကြီးအကဲစစ်တပ်အကြီးအကဲမှာပေါ့နော်ရိုးရိုးအရတားပြည်သူတွေကြားထဲမှာလည်းပဲသူတို့အဲ့လိုမျိုး brain wash လုပ်ထားတဲ့အပိုင်းတွေပေါ့နော်ဆိုတော့ဒါကိုကျွန်တော်တို့ကလက်ခံကြမဟုတ်ဘူးon our own ပေါ့နော်ကိုနီးကိုဟာနေပဲကိုယ့်ရဲ့ရင်းမြစ်ကိုတဘာဝတရားဇာတာတွေကိုစီမံခန့်ခွဲခွင့်ရနေပဲကိုနီးကိုဟာနေနေအများကြီးတိုးတက်အောင်လုပ်နိုင်တယ်လုပ်လို့ရတယ်ဆိုတာမျိုးကိုစဉ်းစားမစဉ်းစားခြင်းအောင်possibility တခုဖြစ် option တခုဖြစ်ကိုကောင်းထဲကိုမထည့်နိုင်အောင်လုပ်ထားတာပေါ့ဆိုတော့ကျွန်တော်တို့ကပြန်ပြောပြတယ်ထည့်ပြတယ်ဆွေးနွေးတဲ့ခါကျရင်လုံးဝ a paradigm shift တခုလို့ပေါ့လုံးဝမဖြစ်နိုင်တာကြီးမဖြစ်တဲ့နာကြီးပဲပြောနေတယ်ရောပေါ့နော်လူတွေစိတ်ထဲမှာခံစားတာပေါ့ဒါလုံးဝအတိအစမ်းကြီးဖြစ်လွန်းတယ်တကယ် exotic ဖြစ်လွန်းတယ်ပေါ့နော်လုံးဝတကယ်ထူးဆန်းထွေလာစမ်းကြလွန်းတယ်ပေါ့လေအဲ့ဒီအတွက်ကြောင့်လဲကျွန်တော်တို့ရဲ့ဒီတော်လှန်ရေးခေတ်ဆက်တော်လှန်ရေးတွေခက်ခဲခဲ့တာပင်ပန်းခဲ့တာပေါ့ဆိုတော့ဒီဘက်ခေတ်မှာတော့ဒီ social media နဲ့ influence လုပ်နိုင်တဲ့အပိုင်းတွေရှိတယ်အမှန်တည်းပေါ်ထုတ်နိုင်တဲ့အပိုင်းရှိတယ်အဲ့ဒီမှာလူတွေကိုbrain wash လုပ်နိုင်ဖို့ information ကိုကန့်တတ်ထားဖို့ခက်ခဲလာတယ်ပေါ့နော်တစ်ဖက်တည်းမှာလည်းပဲသူတို့ information ကိုကန့်တတ်ဖို့မကြိုးစားတော့ဘဲနဲ့ information အကုန်လုံး pocket information အများကြီးပြန့်ချအောင်လုပ်လိုက်တယ်အဲ့ဒီမှာ media literacy ပြန် sift through ပေါ့နော်လုံးဝစစ်ထုတ်ပြီးမှကိုရွေးချယ်ထပ်ဖို့အပိုင်းအခက်အခဲတွေရှိတာပေါ့နော်ဆိုတော့အရင်ကထက်စာရင်တော့ကျွန်တော်တို့ပြည်သူကို educate လုပ်ရတဲ့အပိုင်းဆွေးနွေးရတဲ့အပိုင်းပြည်သူဆွေးခေါ်တဲ့အပိုင်းတွေမှာအများကြီးခွင့်ကြီးရှိလာတယ်ခွန်လန်းနေလည်းရှိလာတယ်ပြည်သူလည်းနားလည်လာလက်ခံလာတဲ့အပိုင်းပေါ့နော်ဒါကိုပဲစစ်ကောင်စီကဘယ်လိုပြောမလဲတစ်ဖက်တစ်လားနဲ့ဒီပုံကျဲတာစစ်ကြောင်းထိုးတာဒီ intimidation တွေပေါ့နော်ချင်းချောက်တာနှိပ်စက်တာတွေနဲ့လွတ်ထွက်မသွားအောင်ပေါ့နော်သူစက်ပြီးမှကုန်သွေးစုပ်အမျက်ထုတ်လို့ရအောင်ပေါ့အဲ့လိုမျိုးလုပ်တာအပိုင်းတွေရှိတာပေါ့ဒါတွေကျွန်တော်တို့အနေနဲ့လည်းရုန်းကန်မှာပေါ့ဒါကကျွန်တော်တို့ကအမှန်တော့တီဆောက်ချင်တဲ့လူတွေပါဒီဆောက်ခွင့်ရဖို့ကြိုးစားတဲ့လူတွေပါတိုက်ထုတ်เสียတွန်းလှန်เสียမလို့ပဲနဲ့ဒီဆောက်တာပဲအာယုံဆက်ချင်တဲ့လူတွေပါဒါပေမဲ့မတိုက်ထုတ်ရရင်မတော်လှန်ရရင်ဒီဆောက်ခွင့်လုံးဝမရတဲ့အတွက်ကြောင့်တိုက်ထုတ်တာတော်လှန်တာကိုအရင်လုပ်နေရတာပေါ့နော်ကျွန်တော်တို့မှာလွတ်လွတ်လပ်လပ်အေးစစ်ဒီဆောက်ခွင့်ရတယ်ဆိုရင်ကျွန်တော်တို့ရဲ့ချင်းပြည်ကိုဒီဆောက်တာဖွံ့ဖြိုးစီပင်တိုးတက်ကြီးပွားတာကကျွန်တော်တို့ဆက်ဆက်နေတဲ့ခိုင်ကြီးရောမကွေးတိုင်းစကိုင်းတိုင်းအကုန်လုံးအတွက်လည်းကောင်းကျိုးပဲဖြစ်မှာပါဒီဘက်ခေတ်ကြီးမှာတစ်ခုနဲ့တစ်ခုအလုံးဝအပြန်အလှန်ညီခွာတဲ့လူတွေပါအပြန်အလှန်မြေပြတ်ဒုက္ခရောက်ကျွန်တော်လည်းဒုက္ခရောက်မှာပဲကျွန်တော်တို့လည်းလာပတ်သက်မှာပဲမြေပြတ်နေကောင်းစားတယ်အဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့လည်းဘာဟုတ်ပါမှာပဲဒါက reality တစ်ခုဖြစ်သွားပြီပေါ့နော်ဆိုတော့တစ်ဖက်မှာလည်းပဲကျွန်တော်တို့ခုလိုမျိုးလွတ်မြောက်အောင်ကြိုးစားအားထုတ်ကိုယ်တိုင်ရုန်းကန်ခြင်းအဖြစ်ပေါ့နော်ဒီကျန်တဲ့ချင်းပြည်နယ်ဆက်ဆက်တဲ့ဒေတာတွေပါကျွန်တော်တို့တဘာလေးပေါ့နော်ဆွဲခေါ်နိုင်အောင်တက်ရောက်မှုရှိအောင်ပေါ့နော်အပြန်အလှန်ကြိုးဖြူတဲ့သဘောမျိုးနဲ့ဒီပုတ်ဒေတာကိုလုံးဝလွတ်လပ်စီမံခန့်ခွဲဖို့ရဖို့ဆိုတာဒါ God given right တခုပါမွေးပြီးကြတဲ့ကအလိုအလျောက်ဘယ်သူမှလာပေးစရာမလိုပဲနဲ့ဘယ်သူမှခွင့်ပြုစရာမလိုပဲနဲ့ချမှတ်ပေးစရာမလိုတဲ့အခွင့်အရေးပါမြန်မာနိုင်ငံမှာမို့လို့ဒါတိုက်ယူနေရတာပေါ့နော်အဲ့လိုမျိုးပါ
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နားလဲထောင်နေရင်းနဲ့ကျွန်တော်တို့အလှူငွေလေးတွေလည်းကျွန်တော်တို့ဆက်ပြီးတော့မှထောက်ဖို့ငွေလေးတွေလည်းဆက်ပြီးတော့မှကျွန်တော်တို့ပို့ပေးကြဖို့ကျွန်တော်တို့ Facebook page တွေမှာကျွန်တော်တို့အဲ့ဒီမှာတွေ့ရပါတယ်နိုင်ငံတီးတီးမှာရှိတယ်ဆိုရင်လည်းနိုင်ငံတီးတီးကကျွန်တော်တို့ဒီပတ်စံပို့လို့ရတဲ့ဟာတွေပေါ့နော်ဒီထောက်ပို့ငွေတွေပို့လို့ရတဲ့ဟာတွေကျွန်တော်တို့ရှိပါတယ်ဆိုတာလေးကိုလည်းကျွန်တော်ထပ်ပြီးတော့မှကြီးညာချင်ပါတယ်အဲ့တော့ကိုရောလည်းအစည်းအဝေးရှိတယ်ဆိုတော့နောက်ဆုံးမေးခွန်းတစ်ခုပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့ဆရာလန်းလည်းရှိသေးတယ်ကျွန်တော် ZFU ဥက္ကဋ္ဌလည်းရှိသေးတယ်ဆိုတော့နောက်ပိုင်းလေးမှာသူ့ကိုဆက်ပြီးတော့မေးသွားမယ်ပေါ့နော်ဆိုတော့ကိုရောကအချင်းကြီးနောင်ရဲ့ကျွန်တော်တို့ဒီပြောရေးဆိုခွင့်ပုဂ္ဂိုလ်ဆိုတော့ကျွန်တော်တို့ဒီအခုဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ချင်းကြီးနောင်ရဲ့သဘောထားကိုကျွန်တော်တို့ထုတ်ပြန်ချက်တွေတော့ရှိပြီးသားပြီပေါ့နော်ဒီမှာဒါပေမဲ့ကျွန်တော်တို့ဒီလိုမျိုးဟိုပြောကြားခြင်းမရှိဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီသတင်းမီဒီယာနဲ့ပတ်သက်ပြီးတတ်နိုင်တဲ့လောက်ခြေတန်းလုံးလုံးနဲ့ကျွန်တော်ချင်းချင်းအောင်သွားနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ပထမမေးခွန်းကတော့ကျွန်တော်ဒီအတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှကိုရောတို့ပြောချင်တာလေးပေါ့နော်ချင်းအောင်လေးနဲ့ပြောချင်တာလေးကိုကျွန်တော်ပြောကြားစေချင်တယ်နောက်ပြီးနောက်တစ်ခုကတော့စောစောပြောသလိုကျွန်တော်တို့ပြည်သူတွေကဒီအတန်တိတ်မထွက်တော့တခါလေကြာရင်ဒီဟာပေါ့နော်ဒီကူကျွန်တော်တို့ထောက်ပို့ခြင်းတဲ့စိတ်ကျွန်တော်တို့ဒီတော်လှန်ရေးမှာဒီတက်ကြွတဲ့စိတ်ဒီတစ်ခါကျရင်အားနေတာရှိတယ်ပေါ့နော်ဆိုတော့အတန်တော့မထွက်ဘူးဒါပေမဲ့တောင်ပိုင်းမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီတောင်ပိုင်းဆိုရင်တော့အခုလောလောဆယ်လုံးဝလွတ်မြောက်နေပြီပေါ့နော်ဆိုတော့တောင်ပိုင်းမှာပဲဖြစ်အခုမြောက်ပိုင်းမှာဆိုရင်လည်းဒီနေ့ဆိုရင်ကျွန်တော်တို့ထုတ်ပြန်ချက်တွေမနေ့ကလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်ဒီကြီးနောင်ထုတ်ပြန်ချက်တွေလုပ်နေတာရှိတယ်အဲ့ဒါလေးတွေမှာစစ်ရေးရကျွန်တော်တို့သူတွေတည်တင်တာလေးပေါ့နော်ချင်းကြီးနောင်ဘာတွေလုပ်နေလဲဆိုတဲ့ဟာလေးတည်တင်တာလေးနှစ်ချက်အဲ့ဒါလေးကိုရောပြောပြဖို့ကျွန်တော်ထပ်ပြီးတော့မှကျွန်တော်တို့မေးလို့ပါတယ်ခင်ဗျကျေးဇူးပါဒုတိယမေခွန်းကနေစပြီးမှဆွေးနွေးပါမယ်စစ်ရေးနဲ့ပတ်သက်လို့ပေါ့နော်စစ်ရေးနဲ့ပတ်သက်လို့မြို့သိမ်းမြို့တွေလွတ်မြောက်ပြီးတော့မှကျွန်တော်တို့ထပ်ပြီးမှမြို့တွေထပ်လွတ်မြောက်အောင်ကြိုးစားကြတယ်ပေါ့နော်မင်းဟိုမှာကျင်တွေးပြီးတော့မှမတူပြီးတော့မှမင်းတက်ပေါ့မင်းတက်ပြီးတော့ကံပလဲပြီးတော့မှဖလန်းပေါ့နော်မြို့တွေလွတ်မြောက်အောင်ထပ်စဉ်းစားရုန်းကန်ကြတယ်ပြင်ဆင်ကြတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာအခုလိုမျိုးပေါ့ဟိုစစ်ကောင်စီကအရင်ဆုံးအခုကလေးရနဲ့ချင်းပြည်မြောက်ပိုင်းကိုထိုးစစ်ဆင်လာတယ်ဆိုတာဒါဇူလိုင်လတုန်းကတစ်ကြိမ်ထိုးစစ်ဆင်မိတာပါဇွန်ဇူလိုင်တုန်းကအဲ့ဒီမှာလည်းပဲ2025ဇွန်ဇူလိုင်ထိုးစစ်ဆင်တာပဲသူတို့ပြန်တက်လန်သွားတယ်ပေါ့နော်အကုန်လုံးလုံးဝအကြအရှုံးများစွာနဲ့ဒီစိတ်ကအကုန်လုံးစုပ်ပြေးရတယ်ပေါ့ဒါဒုတိယအကြိမ်ထိုးစစ်ဆင်တာပဲဖြစ်တယ်ကလေးမြောက်ပိုင်းကိုထိုးစစ်မဆင်ခင်မှာဒီချင်းပြည်တောင်ပိုင်းကိုစိတ်ကစီ126စီးလာတယ်ပေါ့နော်126စီးအခုပေါက်ကပတ်စာ24တဲ့ဝင်နေတယ်စိတ်ကတော့ပြန်ထွက်သွားပြီးရောက်လာတဲ့စစ်သားတွေအကုန်လုံးကတောက်လျှောက်တက်လာတယ်ဆိုတော့ဒီဘက်မှာဆိုရင်လည်းပဲစစ်အင်အား800နဲ့1000ကြားရှိတယ်800နဲ့1000ကြားလူတွေကအကုန်လုံးတက်လာခြင်းတယ်ကျွန်တော်တို့ကလည်းဘယ်လိုပြောမလဲလာမယ်ပေးပြေးတွေ့ဆိုတဲ့ပုံစံပေါ့နော်ဒီရောနယ်မှာမဟုတ်ပဲနဲ့ပုံတော်ပုံညာရဲ့ဟိုးဖက်ပေါ့နော်ဒီမြေပြန့်ဒေတာတွေမှာပဲကျွန်တော်တို့အဲ့လိုမျိုးထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်2 လလောက်ရှိပြီတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတယ်ထိတွေ့မှုတွေဖြစ်နေတယ်တိုးတိတ်ပေါ့နော်ထိခိုက်ကြဆုံးတဲ့ရဲဘော်တွေရှိတယ်ကျွန်တော်တို့အနေနဲ့တိတ်ပြီးမှထုတ်ပြန်လည်းမရှိဘူးဘာလို့လဲဆိုတော့စီရေးနဲ့ပတ်သက်လာလောလောဆယ်ကျွန်တော်တို့ရဲ့နိုင်ငံရေးကစီရေးဖြစ်နေတာ哦ဆိုတော့နိုင်ငံရေးမှာတော့မီဒီယာတွေနဲ့ဘယ်လိုမျိုးကစားလို့ရတယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်ကျွန်တော်တို့ရဲ့စီရေးကနိုင်ငံရေးလို့ဖြစ်နေတယ်ဆိုတော့စီရေးမှာတော့ကျွန်တော်တို့ကရှင်းပြောရရင်ခြေတန်းကိုလုံနိုင်တဲ့များလုံရတယ်ဘာမှမပြောကြဘူးပြီးတော့မှစီရဲ့သဘောတရားအကုန်လုံးက deception ပေါ့ပရိယေခြေခါနာဆိုတော့ကျွန်တော်တို့ကိုဘာမှမလုပ်ဘူးဘာမှမပြင်ဆင်ထားဘူးငါတော့ငါအားတွေပေါ့နော်ကမြောက်ကချောက်တီပူမတိပါမတိနဲ့တောင်းကျမ်းသူတွေအထင်ရဆိုင်တဲ့ကောင်တွေလို့စိတ်ကောင်စီကမြင်လေကောင်းလေပါပဲရန်သူထင်သေးတာခါလေကောင်းလေပါပဲကျွန်တော်တို့အနေနဲ့လှုပ်เสียကျွန်တော်တို့မှာတိနားလေလို့နားလေမရှိပါဘူးတမ်းကြောက်နေရလဲဒါအားလည်းမရှိပါဘူးဒါပေမဲ့တတ်နိုင်တဲ့အတိုင်းအတာပိုင်းပေါ့နော်စူးစမ်းအားထုတ်မှုတော့ကိုယ့်ရဲ့အုံနှောင်းနဲ့ကိုယ့်ရဲ့စွမ်းအားနဲ့တော့ကိုက်ညီတဲ့စူးစမ်းအားထုတ်မှုမျိုးတိဆောက်မှုမျိုးတော့ကျွန်တော်စူးစမ်းကြတယ်ပေါ့ပြင်ဆင်ကြတယ်ပေါ့အဓိကတော့စီရေးပိုင်းမှာကျွန်တော်လည်းတွေ့ရမှာပါမြန်မာနိုင်ငံရဲ့တော်လှန်ရေးဆိုတာကမြန်မာနိုင်ငံမှာကဒီ
ဒါနိုင်ငံရဲ့ကျင်းသားဖြစ်စေ political prisoner ပေါ့နော် political idea တွေနဲ့တော်လှန်ကြတာကျွန်တော်တို့တွေ့ရပါတယ်ရှင်းရှင်းပြောရရင်ဟိုလို EU လိုမျိုး American လိုမျိုးပေါ့နော်လူခွင့်ရေးအပြည့်အဝအာမခံချက်ပေးတဲ့တရားဥပဒေစိုးမိုးမှုရှိတဲ့နေရာမှာပဲ political နည်းနဲ့တကယ် legal နည်းနဲ့တော်လှန်ရေးလုပ်လို့ရတာ promote ပြောမလို့ရမှာမြန်မာနိုင်ငံမှာရမှာမဟုတ်ဘူးဒါနေပေါင်းလွန်ခဲ့နေပေါင်း80 80ကတက်တည်ရဖြစ်တယ်ဆိုတော့တစ်ဖက်မှာလည်းပဲဒီ political နည်းနဲ့တော်လှန်တာမှာကျွန်တော်တို့မှာ NGO တွေအကုန်လုံးဝင်လာပြီးမှဟို right space ဒီဘာတွေညာတွေပြောရင်းဆိုရင်နောက်ဆုံးကျတော့ကျွန်တော်တို့ရဲ့ revolution က revolution နဲ့မတူတော့ဘဲနဲ့ဒီ NGO revolution လိုမျိုး proposal revolution လိုမျိုးဟို Sally revolution လိုမျိုးပေါ့နော်နည်းနည်းရောကြောင်သွားတဲ့အပိုင်းတွေရှိတယ်အဲ့ဒီမှာပြည်သူတွေဝေဝါးသွားစေတာရှုပ်ထွေးသွားစေတာကျွန်တော်ရဲ့ revolution ကအားလုံးတိတိကျကျတင်မှာ arm revolution ဖြစ်တယ် arm resistance ဖြစ်တယ်ဆိုတော့ arm resistance ကို arm resistance နဲ့တူအောင်လုပ်ရတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လုံးဝ golden rule တွေပေါ့နော်လုံးဝလိုက်နာရတဲ့ဟာတွေရှိတာပေါ့လေကျွန်တော်တို့နည်းနည်းနားလည်လာတော့ပေါ့နော်အဲ့ဒါကိုကျွန်တော်တတ်နိုင်တော့လိုက်လာပြီးမှခြေတံလုံးရတာဖြစ်တယ်ဘာမှထုံမပြောတာဖြစ်တယ်ကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံတော်လှန်ရေးဖွဲ့စည်းတော်တော်များများကဟိုစစ်ကူးထားတာစီစဉ်ထားတာထုတ်ပြောတိုင်းစစ်ကောင်စီကိုတည်င်းပေးတယ်လို့စစ်ကောင်စီကိုအစီအစဉ်ကြီးကိုအထုပ်ကိုဖြေပြတယ်လို့မျိုးတွေဖြစ်နေလို့ဒုက္ခရောက်ကြတာအများကြီးပဲထင်တိုင်းခရီးမပေါက်တာအများကြီးပဲလीနော်ဒါကျွန်တော်တို့တင်ခန်းစာကောင်းယူတယ်ဟိုလေးလာမှုတော့မပြတ်ရှိတယ်ပြင်ဆင်စူးစမ်းအားထုတ်မှုဥပမာကြည့်မယ်ဆိုရင်ခုလိုမျိုးပေါ့အင်အားထောင်နဲ့ချီလာတဲ့စစ်တပ်ကရှေ့မတိုးနိုင်ဘူးဆိုတာကလည်းဟိုကျွန်တော်တို့ထုတ်ပြောကြမလို့ဘူးပေါ့နော်ဟိုသူတို့သိတယ်ဥပမာလေကြောင်းတိုက်ခိုက်မှုတွေဆိုရင်လည်းပဲကျွန်တော်တို့ကမင်းတို့ကဘယ်နေရာကျဲတယ်ဘလို့ကျဲတယ်ဘာကြောင့်ကျဲတယ်ဆိုတာဟိုကျွန်တော်တို့ကလိုင်းပေါ်မှာထုတ်ပြောကြမဟုတ်ဘူးလေအဲ့ဒီချိန်ကျဒီကောင်တွေကဒီလိုသိနေတာပဲအဲ့ဒါဆိုရင်ကျွန်တော်တို့လိုင်းပေါ်မှာဘာရေးတယ်ဘာပြောတယ်ဆိုတာသူတို့ဒီကလည်းသိတာပဲဆိုတော့နည်းနည်းတွေးတိုးစမ်းပြီးဘာအတန်ထွက်လာမလဲအဲ့ဒီပုံမှာမူတည်ပြီးမှပဲသူတို့ရဲ့ strategy သူတို့ကပြန်ညှိကြတာဟုတ်ဆိုတော့ကျွန်တော်တို့ကဟိုဘလောက်ပဲပုံကျဲဒါလူခွင့်ရေးရဘာညာပြောတာတပိုင်းကျွန်တော်ဘာမှအပုံကျဲမခံတယ်လို့ဘာလို့တိတ်ပြီးမှတော့ပြောမနေတော့ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ဘာပဲ react ပြန်လို့အဲ့ဒီပေါ်နဲ့သူတို့ strategy ကို adjust ပြန်လုပ်လာတယ်ပုံကျဲတာဖြစ်စေဟိုမြေပြင်စီကြောင်းမှာဖြစ်စေဘာဖြစ်စေညာဖြစ်စေပေါ့နော်အဲ့လိုမျိုးလေးတွေရှိတာပေါ့ဆိုတော့ဟိုကျွန်တော်တို့အနေနဲ့တချို့ဟာတွေကိုတော့တဖြည်းဖြည်းတော်လှန်ရတင်ပေးလာတာပေါ့ဒီမြေပြင်စီကြောင်းမှာခုနပြောသလိုထောင်နဲ့ချီလာတယ်ရှေ့မတိုးနိုင်ဘူးသူတို့ target ကိုသူတို့မရောက်နိုင်ဘူးဟိုဒါကိုကျွန်တော်တို့ကပတ်သက်ပြီးမှဘာမှသိပြောလို့မရှိဘူးဘာလို့လဲဆိုတော့ပွဲရမှာပြီးသေးဘူးဟိုကိုမှလည်းကို target ရှိတယ်ကို target ကိုလည်းမရောက်နိုင်သေးဘူးသူတို့လည်းသူတို့ target မရောက်သေးဘူးအဲ့ဒီချိန်မှာဟိုသူမှလည်းသူ့ strategy နဲ့သူဟာသူ adjust ပြန်လုပ်မှာပဲ adapt ပြန်လုပ်မှာပဲကိုကလည်းကိုဟာကို adapt ပြန်လုပ် adjust ပြန်လုပ်ရတဲ့အပိုင်းရှိတာပဲဒီမျိုးပေါ့နော်အခုချင်းပြည်မြောက်ပိုင်းကျတော့လည်းပဲဟိုစိတ်ကောင်စီကသူကတက္ကသနဲ့လည်းနီးတာဟိုချင်းပြည်တောင်ပိုင်းကကျတော့ဟိုမတူပီပြူဟာပဲရှိတာပြီးတော့မှအနည်းဆုံးပြောမှဆိုရင်မုံရွာဟိုနမခတော့ရှိပါတယ်ဒါပေမဲ့မုံရွာနမခလည်းပဲတော်တော်အင်အားနည်းနေတယ်သူခရီးသွားလာရပိုဝေးတယ်ရှင်းပြောမှဆိုရင်မုံရွာဆိုရင်ချင်းပြည်မြောက်ပိုင်းကျတော့ပိုအဆင်ပြေပိုသွားလို့လွယ်လို့သွားလာပိုလွယ်တဲ့အခြေအနေမျိုးတော့ရှိမယ်သူ့ရဲ့လမ်းကြောင်းရလေဆိုတော့မင်းတပ်နဲ့ဒီကံပလက်နဲ့နီးတာကနောက်တစ်ခုကပခုတ်ကူပေါ့နော်တရားတစ်ပေါ့လေဒါလည်းပဲဒီ online တခြားလမ်းပန်းဆက်သွယ်ရေးကချက်ခဲတဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလှုပ်ရှားနေတာအများကြီးရှိတယ်ဟိုဆိုတော့ဒီချိန်မှာအရင်တော့ကခက်ခဲလမ်းပန်းဆက်သွယ်အဆင်မပြေခဲ့တဲ့များကျွန်တော်တို့ advantage လို့ပေါ့ disadvantage က advantage လို့ဖြစ်လာတာပေါ့ဒါပေမဲ့နောက်တော့ကိုကျွန်တော်တို့ရဲ့ advantage ကလည်း disadvantage ပြန်ဖြစ်သွားနိုင်တယ်ပေါ့နော်online မှာဒီခန်းစာယူကြများပါတယ်ဖွဲ့စည်းနေပတ်သက်လို့ဖြစ်စေပေါ့ဆိုတော့ဒီစီးရေးနဲ့ပတ်သက်ပြီးမှကျွန်တော်ခြေတန်းလုံးတယ်တစ်ဆက်တည်းမှာလည်းပဲမီဒီယာရဲ့သဘောတဘာဝကခုနပြောသလို inspire လုပ်နိုင်တယ် educate လုပ်နိုင်တယ် aware လုပ်နိုင်တယ်အဲ့ဒီကနေပဲဟို people's willing ပေါ့နော်မို့လဲဒီဟို mobilize လုပ်နိုင်တဲ့အပိုင်းထောက်ပို့ပိုင်းမှာလုပ်နိုင်တဲ့အပိုင်းကရှိတာပေါ့ဒါပေမဲ့တစ်ဖက်ကလည်းထုတ်ပြောလိုက်ပါညာပြောတယ်ဆိုရင်ရန်သူကဒီသတင်းတွေကိုပြန်ယူပြီးမှ adjust ပြန်လုပ်နိုင်တဲ့အပိုင်းတွေရှိတာပေါ့အဲ့ဒါမျိုးလဲကျွန်တော်တို့မှာ double edge ပေါ့ media ဆိုတာကဟိုမရှိမကောင်းရှိမကောင်းပေါ့မပြောမကောင်းပြောမကောင်းဖြစ်တာပေါ့လေဆိုတော့တတိကြီးကြီးနဲ့တော့သုံးရတဲ့ဟာတွေပေါ့လေကျွန်တော်တို့ကိုယ်တိုင်စာအများကြီးသင်ယူလေ့လာနေတော့မှာဆိုတော့ဒီအခုချင်းပြည်မြောက်ပိုင်းဆိုလည်းပဲပြည်သူဒီဟိုအားရခြေနှက်မှာပါဒါပေမဲ့လည်း far from out of the woods ပဲ
ပြောချင်တာကအင်အား400 500ဆိုတာနည်းနည်းတော့မဟုတ်ဘူးလက်နဲ့ခင်းရရိတ်ခအပြည့်အဝနဲ့သူတို့ပြန်ဖမ်းဖို့နေရာယူလာတာရှိတယ်ပြီးတော့မှတစ်ဖက်မှာကျွန်တော်တို့ကဗီဒီယိုချိန်ရတယ်ဆိုတာကဟိုစိတ်အားငယ်ကြစိတ်တက်ကြစရာတည်င်းအများကြီးရှိတယ်စိတ်တက်ကြဖို့စိတ်အားငယ်ဖို့ကျွန်တော်တို့ကတော့ကြော်ဖြတ်မှာရုန်းကပါပဲဒါပေမဲ့တကယ်ဟို resistant ပေါ့နော်တကယ် revolutionist ရဲ့ mindset နဲ့တမန်ပြည်သူရဲ့ mindset နဲ့မတူဘူးပြည်သူကဥမာဆိုနောင်ချိုပါသွားပြီးကြောင်မဲပါသွားပြီဆိုရင်အကုန်လုံးနေမတိထိုင်မတန်နဲ့စိတ်အားငယ်နေပြီကြောက်နေပြီလက်နေပြီဟိုပောက်ကွဲချင်နေပြီဟိုလက်ညှိုးထိုးချင်ပြီပေါ့နော်ဒေါ်လာရေးတဘောတဘာဝမှာတော့ကျွန်တော်တို့ကဒါတွေကလုံးဝကြော်ဖြတ်မှာတီးထက်အများကြီးဆိုတဲ့ခြေနေတော့ကြော်ဖြတ်ခဲ့တာပဲဆိုတော့ဒါတွေကို given တစ်ခုလို့ handle လုပ်တတ်ဖို့ပေါ့နော်တီးကန်တတ်ဖို့ဒါပေမဲ့ကိုယ့်အကူပဲဘာနောက်ထပ်ပါတီဆောက်မလဲနောက်ထပ်ဘယ်လိုလုပ်မလဲဘယ်လိုကင်တွယ်မလဲဘယ်လိုထက်ရုန်းကန်မလဲဆိုတာပဲတွားမှာ哦ဆိုတော့အဲ့ဒီအတွက်နဲ့ကျွန်တော်တို့တရင်တွေထုတ်ပြန်တဲ့အခါမှာဆိုရင်လည်းပဲဟိုရွေးချယ်ရတာပေါ့ကောင်းတရင်တွေပဲထုတ်ပြန်နေတဲ့အခါကျရင်လည်းပဲအဆင်ပြေနေတာပဲတော်လိုက်ရကောင်းနေတာပဲနိုင်နေတာပဲเนาะအဲ့တော့ကပူးတော့နိုင်နေတာပဲရှိတယ်ဆိုတာမျိုးတွေပေါ့လေအဲ့ဒါမျိုးနဲ့မြေပြင်းကဟာတကယ်လုံးဝကင်းလွတ်သွားပြီးမှတကယ် false hope ဒီဟိုပေါ့နော်လုံးမျောလင့်ချက်အမှားတွေပေးမှာမျိုးလဲစိုးရတာပေါ့ဆိုတော့အခုPDF ဆိုလဲအနေနဲ့လဲကျွန်တော်စောစောပြောခဲ့သလိုအများကြီးဟိုဒါပြင်ဆင်ထားတဲ့ရလာပဲသူတို့စိတ်ပြိုးထားတဲ့ရလာပြန်ရိတ်သိမ်းရတာပဲဒါပေမဲ့လဲကျွန်တော်တို့မှာရှေ့ဆက်ရုန်းကန်စရာအများကြီးရှိသေးတယ်ဟိုလှုပ်ရှားတယ်အများကြီးရှိသေးတယ်ကြော်ဖြတ်စရာခက်ခဲအများကြီးရှိသေးတယ်ဒါပေမဲ့လွန်ခဲ့တဲ့ကနေဒီတောင်က2022တုန်းကတင်ထားတာပဲဟိုဒါပေမဲ့အခုချိန်နောက်တစ်ချိန်တိုင်းကိုတင်ရမှာပဲဟိုတိမျိုးနဲ့ချင်းပြည်မှာစိတ်ကောင်းစီချေချခုမရအောင်လုပ်ရမှာပဲဒါပေမဲ့ရှေ့ကတစ်ချိန်ထက်တော့ပိုပြီးမှစနစ်ကြမှာတည်ချတယ်ပိုပြီးမှဟိုလွယ်ဘယ်လိုပြောမလဲပိုပြီးမှသင်ခန်းစာရပြီးသားရှေ့ကအမှားတွေကိုသင်ခန်းစာယူဖို့ပိုပြီးမှမဟာဗျူဟာကြစနစ်တကျချင်းကလှုပ်ဆောင်နိုင်မှာတော့အသေးချာပဲပေါ့နော်အဲ့လိုမျိုးပေါ့လေဒီစီးရဲနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒီသတင်းထုတ်ပြန်တာအရှော့တင်လုပ်တာရှိတယ်ကျွန်တော်တို့ရဲ့ဒီစစ်ကြီးခြေလှမ်းနိုင်ငံခြေလှမ်းနဲ့ပတ်သက်ပြီးမှတူတူတိတ်တိတ်လုပ်နေတာရှိတယ်အဲ့ဒီအတွက်နဲ့လည်းပြည်သူတွေအတွက်လည်းအားမရစရာဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒါအခုမှပထမဆုံးကျင်လည်းထုတ်ပြောခြင်းမှာကျွန်တော်တို့လုပ်တဲ့အချိန်မှာစစ်ကောင်စီနဲ့စစ်ကောင်စီကအမြဲတမ်းကျွန်တော်တို့ရဲ့ဟိုအတန်တိတ်နေပြီဘာမှမဖြစ်တော့ဆို तू ကဘုံကျဲပြတယ်ဘာလို့ပြတယ်ညာလို့ပြတယ်ဘာအတန်ထွက်လာမလဲဒါမှမဟုတ်ပြည်သူကိုနှိပ်စက်ပြတယ်ဟိုပြည်သူကိုရက်ဆက်ပြခြင်းအဖြစ်ပြည်သူရဲ့ဝေဖန်မှုပါတွေတန်နေနဲ့ပေဖက်ကလည်းဘာထုတ်လာမလဲဘာအတန်ထွက်လာမလဲဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေပေါ့စစ်ကောင်စီကတော့ तू ကတော့ဘာမစလုပ်တယ်လို့ဆိုတော့ဟိုသူနီးသူဟန်နေပဲသူ့မှာတကယ်သူ့ရဲ့တကယ် old သူ့မှာ south ထဲမှာ tricks တွေပေါ့နော် formula အများကြီးရှိတယ်တိုင်းရင်းသားလက်နက်ကနေပတ်သက်မှာဘယ်လိုကင်တွေ့ရမလဲဆိုတာဟိုသူတို့မှာ south ကနှစ်ပေါင်း80 80ဆလောက်ထူနေပြီကိုကျွန်တော်တို့ကအခုမှဘာမှမသိသေးတဲ့အခုမှစတင်လေးလာတဲ့လူတွေပဲရှိသေးတယ်ဆိုတော့တတိကြီးနဲ့ဟိုမျက်စိဖွင့်နားဖွင့်အုံနောက်ဖွင့်နှလုံးသားဖွင့်ပြီးမှပေါ့နော်တင်ယူလေးလာတဲ့အပိုင်းတွေပါဒါတော့စီကြီးနဲ့ပတ်သက်လို့ပေါ့လေဒီခုနရွေးကောက်ပွဲနဲ့ပတ်သက်လို့ပဲနောက်ချိတ်ဆက်ပြီးပြောမယ်ဆိုရင်စိတ်ကောင်းစီရဲ့နောက်ထပ် trick တစ်ခုပါပဲဆိုတော့ကျွန်တော်တို့ကတော့ဟိုဘယ်လိုပြောမလဲလူတိုင်းသိတဲ့လှုပ်ဝက်ချက်ကိုပြန်ပြောနေရတယ်လို့ဖြစ်ပါတယ်ရွေးကောက်ပွဲကိုဘယ်လိုသဘောထားမလဲဘာလဲညာလဲဆိုတာပေါ့နော်ဟိုကျွန်တော်တို့ဟိုရွေးကောက်ပွဲဆိုလဲဒေါ်လာစစ်ကောင်စီအတွက်ကတော့သူကတော့ဘယ်လိုပြောမလဲတစ်ချက်ကုန်နှစ်ချက်ပြတ်ပေါ့ဒေါ်လာရေးဖွဲ့တွေကိုလည်းဝေဝါးသွားစေမယ်diversion ပေါ့နော်ဘယ်လိုပြောမလဲဘယ်လိုပြောမလဲပြိုကွဲစေမယ်စိတ်ဝမ်းကွဲစေမယ်မျိုးစေ့လေးတစ်ခုချပေးတာပေါ့လေရွေးကောက်ပွဲဆိုတာလက်ခံတယ်လက်မခံဘူးရွေးကောက်ပွဲဆိုတဲ့စကားလုံးရဖြစ်ကိုပေါ့ဒါlegal ဖြစ်မယ်legitimate ဖြစ်မယ် choice တစ်ခုရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တစ်ဖက်မှာလည်းပဲသူ့ရဲ့ military coup ကို legitimize လုပ်နိုင်တဲ့ရွေးကောက်ပွဲအရာပါကျွန်တော်တို့မင်းပေးတဲ့လူတွေအရာပါဆိုတဲ့ပုံစံမျိုးပေါ့နော်ကဲတလုံးထဲနဲ့ဟဲ့နှကောင်ဖြစ်မဲ့ဂျူဟာပဲစိတ်ကောင်းစီကတော့အဲ့ဒါကိုကျွန်တော်တို့ကလည်းပဲစောစောပြောသလိုပဲဒီတော်လှန်ရေးကဟို political တော်လှန်ရေးဆိုတဲ့လောလောဆယ်ကျတော့ arm resistance ဖြစ်နေတာ哦ဆိုတော့ arm resistance မှာကျွန်တော်တို့ဟိုဗျူဟာကြဘယ်လောက်စိတ်ကစားနိုင်တယ်လဲအဲ့ဒီနဲ့နောက်တစ်ဆင့်နည်းနည်းထင်းချင်းမှုဘယ်လောက်ရအောင်လုပ်နိုင်တယ်လဲဆိုတော့ကျွန်တော်တို့ဥပမာဆိုမင်းတမတူပီကံပလက်အနေနဲ့ဆိုရင်တော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဘာ comment မှပေးစရာမရှိဘူး
ဘာမှမပြောဆရာမရှိဘူးဘာလို့လဲဆိုတော့ဟိုလုံနိုင်တော့လာလို့ပေါ့ဟိုလုံနိုင်လာလို့ပါပေါ့ကျွန်တော်တို့ကရွေးကောက်ပွဲဆိုတာကြိုတအားကန့်ကွက်တယ်ဆိုလဲနိုင်ငံတကာအပြင်မှာလုံးဝဒီလူတွေကရွေးကောက်ပွဲကိုတအားကန့်ကွက်နေတယ်ဘာညာပြောကြမှာဘူးဆိုတော့ကျွန်တော်အနေနဲ့တော့ရွေးကောက်ပွဲဥမာစိတ်ကောင်စီရဲ့အမတ်တီရှင်းနေလာကြပါဟိုမဲပုံးနေလာထားချင်တယ်လာထားကြပါကျွန်တော်တို့လာလောက်ကြပါလို့တော့ဖိတ်ခေါ်လို့ရတယ်လေဒါပေမဲ့ပြောချင်တာကဟိုလာကြမှာလည်းမဟုတ်ဘူးလေနော်မဲပုံးနဲ့လာထားမှာမဟုတ်ဘူးလူလေးလာမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့ဆိုတော့တစ်ဖက်မှာကျွန်တော်တို့ရဲ့နေနေထိန်းချုပ်မှုအရာဘာ comment မှမပေးတဲ့အပိုင်းရှိတယ်ဒါပေမဲ့ခုနလိုမျိုးနိုင်ငံတကာမီဒီယာပါညာရမှာဆိုတော့ဒီရွေးကောက်ပွဲဒီ is a sham ပေါ့နော်လုံးဝဟိုအတူရောင်ရွေးကောက်ပွဲဖြစ်တယ်ခုနလိုမျိုးဟိုသူတို့အနေနဲ့လေသူတို့ရဲ့နိုင်ငံရေးလက်နက်တစ်ခုပဲပြောချင်တာကျွန်တော်တို့အများကြီးတော့ဆွေးနွေးကြမလို့တော့ပါဘူးသူတို့အနေနဲ့ဒီရွေးကောက်ပွဲသူတို့ကိုယ်တိုင်တော့မှယုံကြည်မရှိပါဘူးဒါပေမဲ့ဒါနိုင်ငံရေးလက်နက်တစ်ခုဖြစ် resistance နေကြတဲ့ကိုဟိုမျိုးစီလေးတစ်ခုပေါ့နော်ကွဲပြားစေတဲ့ညောင်စီလေးတစ်ခုလိုမျိုးခြာပေးလိုက်မယ်တစ်ဆက်တည်းမှာလည်းနိုင်ငံတကာမှာဝင်ဆန့်အောင်ပေါ့နော်တချို့နိုင်ငံကြီးတွေရဲ့အခါတော်ပေးတွေလည်းဖြစ်မှာပေါ့ဟိုတကယ် legitimize လုပ်ဖို့ leeway ပေါ့နော်အဲ့လိုမျိုးပုံစံလေးကြားထဲမှာဟိုအ short လုပ်လို့ရတဲ့အခြေအနေမျိုးပေါ့နော်သူတို့အနေနဲ့လည်းနိုင်ငံတကာမှာတချို့နိုင်ငံတွေကိုအကူအညီတောင်းလို့ရတဲ့အခါအကူအညီတောင်းမဲ့အခါဘာညာတောင်းခံမဲ့အခါကြရင်ဟိုကျန်တဲ့လူခွင့်ယူလေးစားတဲ့နိုင်ငံတွေကြားထဲမှာနည်းနည်းမျက်နှာမပြည့်ရအောင်ပေါ့နော်ဒီသဘောပါပဲဆိုတော့ဟိုကျွန်တော်တို့အနေနဲ့လည်းချင်းပြည်နယ်မှာတချို့ပါဝင်ခြင်းနဲ့ရွေးကောက်ပွဲဝင်မဲ့လူတွေရှိပါတယ်ရွေးကောက်ပွဲပါတီတွေပေါ့နော်ကျွန်တော်တို့2021တုန်းကတော့ CDM ဝင်ကြပါလို့ပြောခဲ့တယ်မင်းတပ်မြို့နယ်နဲ့နှိုင်းရှင်တော့နော်2023 24မှာလည်းတကယ်လဲတဖြည်းဖြည်းနဲ့မြို့လည်းပြန်သိမ်းနိုင်ရောအဲ့ဒီကြမှာအဲ့ဒါမှန်တီအဲ့တော့ကမဝင်ခဲ့ပါဘူးဆိုတဲ့ဟာတွေပေါ့အဲ့ဒါမှန်တီအဲ့တော့က CDM ဝင်ခဲ့ပါတယ်အဲ့ဒါမှန်တီအဲ့လိုမနေခဲ့ပါဘူးအဲ့ဒါမှန်တီအဲ့လိုမလုပ်ခဲ့ပါဘူးကျွန်တော်တို့2021တုန်းကပြောတဲ့စကားတွေကိုသူတို့အစတော့ဟာတာလို့ပဲထင်တာပဲဆောင်ပြောင်ကြတာပဲနော်ဟိုဂန္ဒီပြောတယ်လို့ပေါ့ first they mock you ပေါ့နော် then they fight you then you win ဆိုတော့အဆောင်ပြောင်ခံရတယ်ဟိုအဖက်ခံရတယ်အရွက်ခံရတယ်အတိုက်ခိုက်ခံရတယ်နောက်ပိုင်းကျတော့ကိုနိုင်ရတာပဲအဲ့ဒီ ठी ကိုစောစောလည်းကိုထမ်းတယ်ပြောတော့ consistency ရှိသွားဖို့ပေါ့နော်ဒီစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ရှင်းရှင်းလေးလေးနားလည်ထားတယ်ဟိုပြက်ပြက်သားသားလေးသိတယ်သဘောထားလည်းရှိတယ်ဒီအတူရောင်ရွေးကောက်ပွဲနိုင်ငံလေးနဲ့တစ်ခုဖြစ်ဘယ်လိုပြောမလဲကိုသူတို့ကိုယ်တိုင်တော့မှသူတို့ဒါ legitimize ကိုဖြစ်သွားစေမယ်လို့မယုံဘူးလို့ကျွန်တော်ထင်တယ်သူတို့ကဘယ်လိုပြောမလဲဟိုအရှိတဘောအဖြစ်တဘောပေါ့နော်သူတို့ကိုယ်တိုင်တော့သူတို့သိပါတယ်နော်သူတို့လိန်နေတာကျွန်တော်တို့သိတယ်သူတို့လိန်နေတာကျွန်တော်တို့သိမှလည်းသူတို့သိတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေပဲထင်ပါတယ်ဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ကျွန်တော်တို့ပြပြတသားဆန့်ကျင်တယ်သဘောထားတွေထုတ်ထားတယ်ဒီချင်းပြည်နယ်တို့မှာပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ကျွန်တော်တို့သွားချင်တာကတော့ဟိုစာနဲ့ကန့်ကွက်တဲ့အစားဟို line ပေါ်မှာစာနဲ့ထုတ်ပြန်မဲ့အစားပေါ့နော်ဒါသဘောထားရည်တည်ချက်ကိုထုတ်ပြန်တာတစ်ပိုင်းပေါ့နော်မြေပြင်မှာလက်တွေ့ကြအရွေ့ဖြစ်အောင်ကင်တွင်နေတဲ့အပိုင်းအရွေ့ဖြစ်အောင်လုပ်နေတဲ့အပိုင်းဒီတခုနဲ့တော့ကျွန်တော်ဆုံးသက်ချင်တယ်ဒါလည်းကျွန်တော်တို့ကမီဒီယာမှာစာရီတင်ရတယ်ပြောရတယ်အတိပေးရတယ်ဟာရှိတယ်ဒါပေမဲ့မီဒီယာပေါ်မှာကအကုန်လုံးက momentum တခုရလာတယ် wine share ကြတယ် wine click လုပ်ကြတယ်ဘာညာဖြစ်ကြတော့ညာလည်းပဲဒီ momentum အရှိန်အဟုန်တခုရလာတဲ့ movement ပေါ့နော်ဘာ movement ညာ movement ပေါ့ hashtag တဲ့သဘောဒီ movement က movement တက်တက်ဖြစ်တယ်ဘယ်တော့မှမြေပြင်က progress ဖြစ်မလားဆိုတော့ online က movement တခုကိုမြေပြင်က progress နဲ့မရောလိုက်ဘူးပေါ့နော်သူတို့ပြခုလိုမျိုးဒီ arm resistant လိုမျိုးတကယ် concrete ဖြစ်ရတဲ့နေရာတွေမှာ online movement line ပေါ်မှာထောက်ခံလိုက်တယ် line ပေါ်မှာကန့်ကွက်ရှုတ်ချလိုက်တယ် line ပေါ်မှာခံပြင်းကြလိုက်တယ် line ပေါ်မှာ victimize ဖြစ်လိုက်တယ် line ပေါ်မှာ drama ခင်းလိုက်တယ် line ပေါ်မှာပွဲဆူလိုက်တာနဲ့တော်လိုင်းကိုပြီးသွားပြီတော်လိုင်းမှာပါဝင်တာလုံလောက်ပြီးတော်လိုင်းတာဝန်ချီလို့မခံယူသိချင်တဲ့အပိုင်းတွေပဲပေါ့ပြောချင်တာကျွန်တော်တို့ချိန်မှာကဘယ်သူမှအနိဋ္ဌာယုံသွေးတန်ရဲရဲတွေတီးကြကြတာဘယ်သူမှကြားချင်မခံစားနိုင်တော့ဘူးဟို online ပေါ်နဲ့ဒီပုံလေးတွေကြည့်ရတာဒီသတင်းတွေကြားတာကိုမခံစားနိုင်ဘူးဆိုရင်မြေပြင်မှာတကယ်ကြုံနေရတဲ့လူတွေကဘယ်လိုခံစားရမလဲဘယ်လောက်တောင်ရှုံးကန်ရမလဲဘယ်လောက်တောင်ကြက်တဲနေမလဲဒါတွေကိုဘယ်လောက်တောင်မှခါးစီးပြီးမှကြော်ဖြတ်ချင်ကြတယ်လဲ
လက်ရှိမြေပြင်မှာတော်လှန်တိုက်ပွဲဝင်တဲ့ရဲဘော်တွေအကုန်လုံးကဒီတော်လှန်ရဲ့လှုပ်ချင်းအဖြစ်ကလာစားဘယ်လောက်ရမယ်နောက်ကျတိုက်ဆောင်မယ်ကားဆောင်မယ်ဆိုတာမျိုးဘာမှမရှိဘူးဟိုရှင်းရှင်းပြောရင်အယုရှင်းဆုံးပြောရမယ်ဆိုရင်မတရားမှုကြီးကိုဒီတရားမတရားမှုကိုတွန်းလှန်တိုက်ခိုက်ရမယ်ဆိုတဲ့အယုသားဆုံးလူအသိစိတ်လေးနဲ့ပဲတော်လှန်ရဲ့ရဲဘော်တွေထဲထဲပါဒီမြေပြင်မှာရှိတဲ့ရဲဘော်တွေခုတို့ကတို့ချင်းထဲမှာမိုးတဲ့ရေထဲမှာဟိုငတ်ငတ်ပြတ်ပြတ်ခက်ခက်ပင်ပန်းဆင်းရဲနေတဲ့ရဲဘော်ကုလိုမျိုးရာသီဆိုရင်ချင်းတောင်ပေါ်ဆိုပို့ဆိုးတာပေါ့အဲ့လိုတိုက်ပွဲဝင်တဲ့ရဲဘော်တွေအကုန်လုံးဒီလိုင်းပေါ်တို့တခြားနေပင်ပန်းဆင်းရဲတာဒီပုံနေမြင်ရတာအပြတ်ပြတ်တော့တာတွေတွေးတန်ယူတွေမြင်နေရတာအနိဋ္ဌအာယုန်နဲ့တရင်ဆိုးတွေပဲကြားနေတာစိတ်ညစ်နေတဲ့လူတွေထက်စားပေါင်းများစွာပင်ပန်းဆင်းရဲလူတွေပါပင်ပန်းဆင်းရဲတဲ့လူတွေကတော့မှဘာကိုကျိုးတော့မှမဟုတ်ဘဲနဲ့ဒီပုံမကောင်းမွန်လာမဲ့နောင်လာနောင်တတဲ့အတွက်အနာဂတ်တစ်ခုအတွက်တိုက်ပွဲဝင်နေတာပေါ့နော်ကျွန်တော်တို့အားလုံးပြန် reflect လုပ်ဖို့ပေါ့နော်ပြန်တတိယပြန်စဉ်းစားဆင်ခြင်ပြီးမှတာဝိုင်းဝန်းပါဝင်ကူညီပေးကြဖို့ပဲဖြစ်မှာပါအဲ့လိုတော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ